coffee အေးလေးတောက်ချင်လို့ဆိုပြီးရေခဲဝယ်ခဲ့လိုက်တာဆိုင်ရကောင်လေးဝယ်လာတဲ့ရေခဲတော့ကြည့်ကျွန်တော် coffee တစ်ခွက်ပဲတောက်ဖို့ကျွန်တော်ရေခဲလေးရအောင်ဟောရေခဲလေးထိုးတော့ဝယ်ပြီးလို့ပြောတာ1000ပေးလိုက်လို့တဲ့ကျွန်တော်1000မိုးဝယ်လာတာတဲ့ရေခဲကိုဒီမှာကြည့်ကြည့်ပါအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်တောက်နေကြ coffee recipe လေးလွယ်ကူတယ်ဗျာတောက်လို့ကောင်းတယ် weight တက်တာတွေ weight ချတာတွေကိုမေ့လိုက်ပေါ့ဗျာဒါပေမဲ့တောက်လို့ကောင်းတဲ့ coffee recipe လေးကျွန်တော်ပြပေးမယ်ပထမဆုံးကတော့ကျွန်တော်တို့ဒီလိုမျိုးခွက်ပေါ့နော်ဒီခွက်ထဲမှာကျွန်တော်ဒါရေနွေးထည့်ထားတာပေါ့နော်ဒါရေနွေးထည့်ထားတာဒီထဲကိုကျွန်တော် coffee လေးနည်းနည်းဖောက်ထည့်လိုက်ပေါ့နော် coffee ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တောက်အရင်ဈေးမကြည့်ပါဘူးဗျာဒီလားအပြင်မှာဟုတ် coffee တောက်နေတစ်ခွက်1000လောက်ပေးရတယ်ပြီးကိုလိုချင်တဲ့ရတာမရဘူးဗျာအားမထူပြကျွန်တော်တို့ကဟိုမြမြတောက်တဲ့ line ပေါ့နော်အားရပါတောက်လို့တောက်တတ်တယ် coffee မှာပါတဲ့သူ့ရေခဲနဲ့ပါတဲ့ဒီ juice နဲ့ကျတော့ဘာမှမရှိသလိုခံစားရတယ်ဗျအဲတော့ကျွန်တော်နောက်ပိုင်း coffee ဆိုရင်ကိုယ့်ကိုစမ်းလေးလေးကိုပဲဒီကြရတာရှိအောင်ကောင်းမူလေးဖြော်တောက်တယ်ပေါ့နော်ဒါစိုက်မှာမို့လို့ပေါ့နော်အိမ်မှာဆိုရင်တေချာနိုးစီနိုးစင်းမှာထည့်ပြီးတော့တေတေကြလေးကိုစိတ်ကြအရသာဖြစ်တဲ့ဒီထားပြီးကျွန်တော်ဖြော်တောက်တယ်အခုကျွန်တော်ဒီမှာဆိုရင်စမ်းလေးကိုကျွန်တော်3လို့သုံးထားတယ်ပေါ့နော်စမ်းလေးကိုကျွန်တော်3လို့သုံးထားတယ်ပြီးတော့ကျွန်တော်ဒီမှာ premier နိုးမို့တွေတစ်ထုပ်သုံးတစ်ထုပ်အပြည့်သုံးရမလို့တစ်ထုပ်အပြည့်သုံးလို့မရပါဘူးတစ်ထုပ်အပြည့်သုံးလိုက်ရင်နိုးမို့အနံ့ရင်ထွက်လာတယ်အဲ့အနက်အစင်မပြေဘူးစိတ်ရဲ့အရသာလေးပဲလိုချင်တာဖြစ်တဲ့ပုံမှာကျွန်တော်တို့ကအရန်အများကြီးမဟုတ်နည်းနည်းပဲပေါ့နော်နောက်ဆိုရပြီကျွန်တော်နားလေးနဲ့ဖြော်လိုက်အောင်တော်တော်လေးရေနွေးလေးနဲ့စဖြော်မှအဆင်ပြေတယ်ကျွန်တော်တို့ကတော့ရေနွေးအပူချင်းကတော့ဝါတာကူလာဖြပေးတဲ့ရေနွေးလောက်ဆိုအဆင်ပြေတယ်ဗျာကော်ဖီအဲ့လိုနည်းနည်းစမ်းလေးရတာဟိုသဘောကျတဲ့လူဆိုရင်အဆင်ပြေကျွန်တော်ဆို salty သွားတော့ကတော့စမ်းလေးယူသွားပြီးစမ်းလေးပဲလိမ့်ပိတ်ပြီးတောက်ခဲ့တာကျွန်တော်10ရုပ်လောက်ပဲပါတော့တော်တော်ချွေတာပြီးတောက်ခဲ့ရတယ်သူတို့ဒီဟာကော်ဖီလည်းမဝင်ဘူးဗျဒါလေးဆိုရင်ကျွန်တော် juice လည်းနည်းနည်းများနေပြီเนาะ juice နည်းနည်းများနေပြီဖြစ်တဲ့ပုံမှာဟိုကောင်းကောင်းအရသာနည်းနည်းထင်ပေါ်နေပြီပေါ့เนาะဒါပေမဲ့ရေခဲအများကြီးထည့်လိုက်ရင်ကြတော့ကျွန်တော်တို့ကတောက်လိုက်ရနည်းနည်းလေးနဲ့အရင်ပြင်းသွားမယ်ပေါ့เนาะရေခဲအများကြီးထည့်လို့မရဘူးအခုချိန်မှာအရင်ဆုံးကျွန်တော်တို့ကရေခဲမထည့်ခင်မှာကျွန်တော်တို့အရင်ဆုံးရေခဲအရင်တုံးအောင်ရတာလေးမြည်ကြည့်တော့နည်းနိုးမို့လေးနည်းထည့်လိုက်ရင်ပိုကောင်းမလားတကယ်ဗျဒီအပိုင်းအမှန်ပြောရင်များသီးလားကျွန်တော်ဂျင်းလဲပထမဆုံးစဆော့တယ်ဒီစဆော့တဲ့ပုံမှာခဏကိုတစ်ခုလုံးကလေတော်တော်လေးနာနေတာဗျခုနားလဲနာဒီနားလဲနာရှင်ဒီအကျော်တွေဒါတွေကျွန်တော်ဂျင်းဆော့လာတဲ့ဟာမှာ chest တွေတွန်းလာတာကိုကလည်းအလေးအရင်နဲ့များများနဲ့ဆော့တက်တဲ့လူဆိုတော့အလေးအများကြီးရှောက်ထဲမိလို့နေပါတော်တော်လေးဟိုနေရထိုင်ရတာအဆင်မပြေဘူးလုံးချင်စိတ်တယ်တော်တော်ပျောက်တယ်ဗျဒီလားဆိုင်လာပြီးဆိုင်ရောက်ပြီးဆိုတာနဲ့နောက်မှလည်းအိပ်ရရေးရှိတယ်တခါလဲဝင်ပြီးတာအိပ်လိုက်ခြင်းတယ်ဗျအခုဒီမှာဆိုရင်ဒါကကျွန်တော်တို့ဒါဒီလောက် level လောက်ထိကိုကျွန်တော်ဒါရေခဲရထည့်တာပါ